အားလုံးပဲမင်္ဂလာပါရှင် Academic Teaching မှာကြိုဆိုပါရရှင်ဒီနေ့ Academic Teaching မှာသင်ကြားပေးသွားမယ့် lesson ကတော့မြန်မာပြည်အခရာတွေဖြစ်တဲ့ကာကြီးရနဲ့အာဒီပေါ့နော်ဒါပေမဲ့သင်ခန်းစာလေးတွေကိုအပိုင်းပိုင်းလေးတွေလုပ်ပြီးတော့တနေ့ကိုတစ်ကြောင်းစီသင်ကြားပေးသွားမှာဖြစ်ပါတယ်လို့ရှိရင်တော့သင်ခန်းစာကိုစားလိုက်ကြအောင်ပါပထမဆုံးစကားလုံးလေးရကြတော့ကာကြီးလို့ okay so the first one လေးကိုတကယ်တော့ကာကြီးလို့ဖတ်ပါတယ်ကာကြီးလေးကိုတကယ်တော့ဒီလိုလေးရေးတယ်ပြီးရင်နောက်တစ်ခါဒီဘက်ကိုပြန်ပြီးတော့ white လိုက်မယ်ဒါလေးကိုကျတော့ကာကြီး second ကိုကျတော့ခါခွေး first ကိုဒီလို white မယ် second ကိုဒီလိုသွားမယ်အဲ့ဒါလေးကိုခါခွေးဒါလေးကိုကျတော့ဂငယ်စရုပ်ထစကားလုံးလေးကိုကျတော့ကာကြီးနောက်ဆုံး word လေးကိုကြတော့ငါဒါဆိုလို့ရှိရင်ဒီစာကြောင်းလေးကိုအစားနေပြီးတော့ပြန်ပြီးဆိုကြည့်မယ်ဆိုကာကြီးကိုအတန်ထွက်မယ်ဆိုလို့ရှိရင်ခါခွေးခဂငယ်ဂနဲ့မတူပါဘူးဒါလေးကိုကြတော့ကလို့အတန်ထွက်ပါတယ်ဒါလေးကိုကြတော့ဂလို့အတန်ထွက်ပါတယ်များသောအားဖြင့်ကလေးတွေကဒီနှလုံးကိုရောထားရှိကြတယ်သို့တော့ဒါလေးကကြတော့ကာကြီးကလို့အတန်ထွက်ပါတယ်အနောက်ကဟာကြတော့ဂငယ်ဂလို့အတန်ထွက်ပါတယ်နောက်တစ်ခုကကြတော့ဂကြီးဂငါတော့အတန်ထွက်လဲငါပဲရေးနဲ့ငါပဲဆိုတော့ကာကြီးခါဝေးဂငယ်ဂကြီးငါကခဂငါဆိုအတန်ထွက်ကိုစလုံးပါအောင်ရပြီလို့ညွှန်နေပါတယ်ဒါဆိုလို့ရှိရင်တော့နောက်နေ့သင်ခန်းစာတွေမှာဆက်ပြီးတော့တွေ့ပါမယ်ရှင်